ရဲတွေဆိုတာတန်းငွေတွေလားဒါမှမဟုတ်အခြားအရာတစ်ခုခုလားဒီနေ့မှာတော့တရေတွေရဲ့လျှို့ဝှက်ချက်ကိုသိပ္ပံနည်းကြစမ်းစစ်ကြည့်ကြပါမယ်သိပ္ပံနည်းအရာဆိုရင်ကျွန်တော်တို့ပတ်ဝန်းကျင်ကရုပ်ဝတ္ထုတွေမှာအခဲအရည်နဲ့အငွေ့ဆိုပြီးအခြေအနေ၃မျိုးအဓိကရှိပါတယ်တကယ်လို့တရေတွေဟာစွန့်ရင်တစ်မျိုးရဲ့ထင်ရှားလာမှုဆိုရင်သူတို့ကဘလို့ရုပ်ဝတ္ထုအခြေအနေမျိုးမှာရှိနေမှာလဲသူဒေသနာပြုသူတချို့ကတော့တရေတွေကိုတန်လိုက်ဆက်ကွင်းလှိုင်းတွေဒါမှမဟုတ်ရက်စစ်တန်လိုက်စွမ်းအင်တွေလို့ယူဆကြပါတယ်ဒါပေမဲ့ဓာတ်ငွေ့ဆိုတာကပတ်ဝန်းကျင်မှာအလွယ်တကူပြန့်နှံ့တတ်ပြီးတိကျတဲ့ပုံသဏ္ဍာန်တစ်ခုအဖြစ်တည်ငြင်းနေဖို့ခဲရင်းပါတယ်ဒါဆိုရင်တရေတွေကဓာတ်ငွေ့ထက်ပိုထူးခြားတဲ့ကျွန်တော်တို့မသိသေးတဲ့၅ခုမြောက်ရုပ်ဝတ္ထုအခြေအနေတစ်ခုဖြစ်နေနိုင်မလားဒီလျှို့ဝှက်စမ်းကြတဲ့အကြောင်းအရာကိုသိပ္ပံပညာရှင်တွေကတော့အခုထိဆက်လက်ရှာဖွေနေသေးပဲဖြစ်ပါတယ်တင်ရောဘယ်လိုထင်တယ်လဲကော့မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်